ဘာကြီးကျောင်းလက်ခအတွက်ရွန်920လောက်ခဏငားပါဦးပွဲရရင်နှစ်ဆပြန်ဆက်ပါမယ်အကျွေးခံဝင်လွှာရေးပေးပြီးလက်မှတ်လည်းထိုးပေးပါမယ်ရွန်920ဟုတ်လားမင်းဝမ်းကွဲအကူကနောက်လာမိမယူတော့မှတောင်းပန်ကြီးတောင်ရွန်2000လိုနေသေးတာမင်းကိုငားစရာပတ်စံပဲမှရှိမှလဲမရှက်မကြောက်နဲ့ကိုယ့်အဆင့်ကိုလည်းကြည့်ဦးငါတို့စီကတော့လာညစ်ချင်သေးတယ်တပြားမှမရဘူးမြန်မြန်ထွက်သွားဘာကြီးအကျွေးခံဝင်လွှာရေးပေးပါမယ်ပွဲရရင်လာစားရသမျှအကျွေးကြည့်တဲ့အထိဘာကြီးကိုအကုန်ပေးပါမယ်ကျွန်တော်ကရွာမှာပထမဆုံးတက္ကသိုလ်တက်ရမယ်သူပါအကျွေးခံဝင်လွှာကထမင်းစားလို့ရလို့လားမင်းလိုဆင်းရဲဒုက္ခရောက်နေတဲ့ပုံနဲ့ပွဲရလေအလုတ်ကျန်းသမားပဲဖြစ်မှာကံကြမ္မာကိုစောစောစီးစီးလက်ခံလိုက်ပါအုပ်ဖုတ်တဲ့နေရာမှာအုပ်တယ်တာကတက္ကသိုလ်တက်တာထက်ပိုကောင်းသေးတယ်ကောင်းပြီကျွန်တော်မှတ်ထားပါမယ်ဒီနေ့ကစပြီးကျွန်တော်လင်းချန်တောင်းစားရရင်တော့ဘာကြီးတို့အိတ်ရှိမှလာတော့မစားဘူးမင်းဘလောက်အထိမာနာကြီးနိုင်မလဲကြည့်တာပေါ့ကျောင်းလက်ခမပေးနိုင်လို့ပတ်စံမရှိရင်ငါတို့စီပဲခေါင်းငုံပြီးပြန်လာတောင်းရမှာလင်းချန်မင်းတိတ်မရင်ချက်သေးဘူးဘာကြီးတို့အိမ်ချင်းနေဘူးမင်းမသိဘူးလားဒီလိုအချိန်မှာပတ်စံလာငါတာဒုက္ခပေးတာနဲ့ဘာချလို့လဲဟုတ်တယ်မင်းဝမ်းကွဲညီကလည်းအထက်တန်းတက်ရတော့မှပတ်စံ300အောင်မယ်ကံကြမ္မာကိုပဲလက်ခံလိုက်ပါတက္ကသိုလ်ဆိုတာသူများကလေးတွေပဲတက်နိုင်တာပါဒီလောက်နှစ်တွေကြာတော့ကအဖေနဲ့အမေဆုံးပါသွားတော့ကျွန်တော်စောက်ရှောက်ပါမယ်လို့နိုင်ကြီးမှာဘာကြီးလို့ကတိပေးခဲ့ကြတာလေစောက်ရှောက်ရမယ်ဟုတ်လားဘယ်အိမ်ကမင်းကိုထမင်းတစ်လုံးမှမကြွေးခဲ့လို့လဲဒါတွေကစေတနာတွေလေအခုတော့အတောင်ဆုံးလာတော့ပတ်စံလာညှစ်ချင်နေတာလားလုံးဝမရဘူးမင်းကိုဒီနေ့အထိအသက်ရှင်အောင်ထားပေးထားတာကိုပဲကျေးဇူးကြီးလာပြီးမတိတက်မလိမ့်မှမလုပ်နဲ့ကောင်းပြီကောင်းပြီကောင်းပြီဒီနေ့ကျွန်တော်လင်းချန်စကားတခုပြောထားခဲ့မယ်ဒီနေ့ကစပြီးကျွန်တော်ငတ်တည်ရင်အောင်အေးခဲတည်ရင်အောင်ဘာကြီးလို့စီကတပြားမှလာမငါတော့ဘူးရွန်920တေချာကြည့်ထားကြပါဒီရွန်920အပေါ်မှာမင်းတို့တယောက်စီရဲ့တန်ဖိုးကိုတက်ထားတာ312ရွန်နဲ့ငါပဲရွန်920ပြည့်ဖို့အများကြီးလိုသေးတယ်အများကြီးလိုသေးတယ်ရွန်920ရွန်920ပဲလို့တော့တာကို10နှစ်နှလုံးလုံးစူးစမ်းပန်းစားစားချက်ခဲ့ရတာမျက်လုံးတွေပျက်စီးမတက်စူးစမ်းခဲ့ရတာနောက်ဆုံးတော့ရွန်920တောင်မတန်ဘူးလေလားတောင်းမှန်ပါတယ်ဦးလေးစုတောင်းမှန်ပါတယ်ရှောင်းကြီးကျွန်တော်တက္ကသိုလ်မတက်နိုင်တော့ဘူးအကိုလင်းချန်ဒီလိုမလုပ်ပါနဲ့ကျောင်းကမဟုတ်ဘူးလားအဖြေတစ်ခုခုရအောင်ရှာကြတာပေါ့ရွာတရွာလုံးကိုတူးထောက်ပြီးတောင်းပန်ခဲ့တာတောင်တပြားမှမရခဲ့ဘူးနောက်ထပ်ဘာနည်းလမ်းရှိနိုင်တော့မှလဲဒီမှာ938ရွှန်ရှိတယ်ကျောင်းကသွားပေးလိုက်ပါလင်းချန်မင်းစီမှာဒီလောက်ပတ်စံအများကြီးဘယ်လိုလုပ်ရှိတာလဲဒါလာစာဖြတ်ပိုင်းမဟုတ်လားရှောင်းရီအဖေကအကိုကျောင်းအောင်လဲဆိုတာကိုလက်ခွဲကလေးကတီးထားတာအဖေကခါမကောင်းလို့ကြောင်မီသွေးတွေနဲ့မစင်းရတာကြပြီးကို3လစာကျုပ်ထုတ်ပြီးကန်ထရိုက်တာစီကပါရွှန်နဲ့ရငှားခဲ့တာသမီးစုထားတဲ့မဟုတ်ဘူး18ရွှန်နဲ့ဆိုကွက်တီပဲရှောင်းရီအဖေကပြောတယ်အကိုကငါတို့ရွာရဲ့ပထမဆုံးတက္ကသိုလ်ကျောင်းသားပဲတဲ့ရွှန်ကိုရကျောင်းနဲ့တက်တက်တာလမ်းကြောင်းကိုမပြည့်စည်စေရဘူးတဲ့လင်းချန်လွန်ခဲ့တဲ့လကကြောင်မီသွေးတွေနဲ့မလားဦးလေးစုကခါမကောင်းလို့တွေးနဲ့မစင်းနိုင်ဘူးလို့ပြောထားတာမဟုတ်ဘူးလားလွန်ခဲ့တဲ့လကတည်းကဆင်းခဲ့တာလားအတက်နဲ့လဲပြီးရှာထားတဲ့ပတ်စံ938ရွှန်ဒီကျေးဇူးကိုကျွန်တော်တစ်သက်လုံးဆက်လို့ကုန်မှာမဟုတ်ဘူးဦးလေးစုစာကိုတေချာစူးစမ်းတင်ပါအိမ်ကကိစ္စတွေကိုစိတ်မပူနဲ့ငါနဲ့ရှောင်းရရှိတယ်ကြောင်မီသွေးတွင်အလုပ်ကမပင်ပန်းပါဘူးငါလုပ်နိုင်ပါတယ်လင်းချန်ဦးလေးစုဒီကျေးဇူးကိုကျွန်တော်တစ်သက်လုံးမေးမှာမဟုတ်ပါဘူးကျွန်တော်ခြေကုန်မြဲသွားရင်ဦးလေးကိုပေးချင်းစီခေါ်ပြီးစေကူပေးပါမယ်ရှောင်းရီအကိုလင်းချန်ကျမတို့စီစာရေးဖို့မမေ့နဲ့နော်လင်းချန်ပြန်ရေးမှာပါရှောင်းရီမောင်ငပဲဆေးစုပြုံနဲ့ကြက်ဦးလမ်းမှာစားလိုက်တာစုရှောင်းရီဦးလေးစုစောင့်နေကြပါကျွန်တော်ပြန်လာခဲ့ရင်မင်းတို့ကိုကောင်းမွန်တဲ့ဘဝမျိုးပေးမှာပါဦးလေးစုရဲ့ခါကိုလည်းအကောင်းဆုံးကူပေးမယ်ကျွန်တော်ကိုအထက်စီးကကြည့်ခဲ့ကြတဲ့သူတွေကိုလည်းနောင်ရစေရမယ်